အဲ့လိုနဲ့ဝနတယောက်ထွက်သွားရမယ်နေသူရောက်လာသည် ဝနရေဝနမြင်မြန်လာလီကွယ်လေမမီပဲနေမယ် လာပါပြီမမရဲ့ခဏခဏကျွန်တော်ပစ္စည်းရေးစင်တယ်လို့ဟမ်ဒါက ဝနတယောက်ပစ္စည်းတွေစီနေတော့အာကာပေးထားတဲ့နိုင်လေးကိုတွေ့လိုက်ရသည်အဲ့လိုနဲ့အတိတ်စီတို့တခါ ကလေးလေးခဏပေးပါဦး ဗျာကိုဘာပြောင်းလို့လဲ အာကာတယောက်အိတ်ထဲမှာနိုင်လေးကိုထုတ်ပြီးဝနလက်ကိုပတ်ပေးလိုက်သည် ဟင်နိုင်လေးပါလားချစ်စရာလေးနော်ကို ဒါဟောဗျာကလေးနဲ့လိုက်မဲ့ဟာလေးကိုရွေးလာလေကြိုက်တယ်မလား အဲ့လိုပြောပြီးဝနနှစ်ဖူးကိုနမ်းလိုက်သည် ဟာကိုနော် ဝနရေခုဒီစင်းမလာသေးဘူးလား ဗျာလာပြီမမ ထိုအချိန်မှာသူ့၏အမာမှာထက်ခေါ်သောကြောင့်အတိတ်စီတို့ပြန်ပြေးနေသောသူ့၏အတွေးရထားလေးများပြတ်ကုန်လေသည်သူတို့အိမ်မှထွက်ခွာကလေစိတ်တို့ရောက်သွားသည် ဝနဟိုရောက်ရင်ကျမ်းမရေကိုယူဆိုင်နော်အတိတ်ကအရာတွေကိုလည်းမေ့ပြစ်လိုက်ဟုတ်ပြီလား ဟုတ်ကဲ့ပါမမကျွန်တော်ကြိုးစားပါမယ် ဝနတယောက်ထွက်သွားသည်ကိုအခါတယောက်တခြားတနေရာမှာကြည်နေသည်